အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်လုပ်ပြပေးမဲ့တင်ပေးမဲ့ဗီဒီယိုလေးကတော့အခုတလော online ပေါ်မှာဒီ TikTok ပေါ်မှာတော်တော်များများလူတွေ like လုပ်နေကြတဲ့ဂျပန် TikTok account ဖွင့်နေပဲဖြစ်ပါတယ်တချို့တွေတော်တော်များများ like ဝင်နေကြတာလည်းဖြစ်တယ်မအောင်တည်တဲ့ account ရောအောင်တည်တဲ့ account ရောကိုယ်တိုင်ဖွင့်လို့ရတာဆိုတော့ရပါတယ်လွယ်လားဆိုတော့လည်းလွယ်ပါတယ်ဒီဟာလေးကိုအစားဆုံးဖွင့်နေဒီဂျပန် TikTok account အစားအဆုံးဖွင့်နေကျွန်တော်တင်ပေးမှာဖြစ်တယ်ပြီးလို့ရှိရင်တော့ကျွန်တော် channel ကိုလည်း like and subscribe လုပ်ပေးပါပြီးလို့ရှိရင်တော့ဂျပန် TikTok account တွေလည်းဖွင့်ပြီးသားမအောင်တဲ့ဟာဝေ channel ဆိုလို့ရှိရင်လည်းဝေလို့ရပါတယ်ကျွန်တော်ရောက်ပြပါတယ်အဲ့ဒါလေးပြောချင်ပါတယ်ကဲကျွန်တော်ဗီဒီယိုလေးဆက်လိုက်ရအောင်အဲ့ဒီ Google Chrome ကိုဖြည့်ထားလိုက်ပါလို့ရှိရင်တော့ app info ဆိုတာပေါ်လာမယ်အဲ့ဒါလေးတစ်ချက်နှိပ်ပါဆိုတဲ့ storage အဲ့ဒါလေးကိုတစ်ချက်နှိပ်ပါပြီးလို့ရှိရင်တော့ clear data ကိုနှိပ် clear all data နှိပ်ပြီး okay ပေးလိုက်ပါတဲ့ဂျပန် location ရတဲ့ VPN ကိုကျွန်တော်တို့တုံးရမှာဖြစ်တဲ့ကျွန်တော်ကတရုတ် VPN free ရတဲ့ဟာလေးကိုကျွန်တော်တုံးထားတာဖြစ်တယ်အဲ့ဒီ VPN ကိုကျွန်တော်တို့ဝယ်လိုက်မယ်ခဏလေးစောင့်မေးပါပေါ်လာလို့ရှိရင်တော့အဲ့ဒီ software တွေက home ကိုနှိပ်လိုက်ပါဂျပန် TikTok account ရွေးပြီးသားဆိုတော့တခါလေးကျွန်တော် connect လုပ်ရုံပဲကျွန်တော် home ကိုပြန်တော့မယ် home တော့ပြီးတော့မှ chom ထဲကိုပြန်ဝင်မယ် address လာတောင်းမှာဖြစ်တယ်အဲ့ဒီနေရာမှာမြားလေးကိုနှိပ်ပြီးတော့မှကို format Gmail account ကိုဝင်လိုက်ပါကို format Gmail account ဝင်လိုက်ပြီဆိုလို့ရှိရင်တော့ continue နှိပ်မယ် yes နှိပ်မယ်ပြီးလို့ရှိရင်တော့ chom ပေါ်လာလို့ရှိရင်အပေါင်းနှိပ်မယ်အပေါင်းလေးနှိပ်ပြီးရင်တော့ဒီ search bar ကနေ tiktok.com ဆိုတဲ့ဟာကိုကျွန်တော်ရွေးလိုက်မယ်ရေးပြီးလို့ရှိရင်တော့တစ်ချက်စောင်းမယ် Okay TikTok အဲ့လိုပေါ်လာလို့ရှိရင်တော့နောက်ကိုနှိပ်ပေးပါပြီးရင်တော့ဟိုအောက်ဖက်ညာဖက်တောက်မှာ profile လေးကိုနှိပ်ပေးပါပြီးလို့လေးကိုထပ်နှိပ်ပေးပါပြီးလို့ရှိရင်တော့ log in နှိပ်ပေးပါပြီးရင်တော့ဒီနေရာမှာအောက်ဆုံးမှာညာဖက်တောက်အောက်ဆုံးမှာ sign up ဆိုတဲ့ဟာတစ်ချက်နှိပ်ပေးပါတဲ့ဟာဂျပန် account ဟုတ်မဟုတ်စစ်ဆေးပါပြီးလို့ရှိရင်တော့ continue with Google ကိုနှိပ်ပါပြီးလို့ရှိရင်တော့တစ်ချက်စောင်းပေးပါပေါ်လာပြီကို format Gmail address ကိုရွေးလိုက်မယ်ရွေးပြီးတော့လို့ရှိရင်တော့ပြီးလို့ရှိရင်တော့ continue ကိုနှိပ်ပါပြီးလို့ရှိရင်တော့ sign up ကိုထပ်နှိပ်ပေးပါဂျပန် account ဟုတ်မဟုတ်စစ်ဆေးပြီးတော့မှ continue with Google ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ဒီနေရာမှာ sign up multi-grade တွေတောင်းလာတယ်အဲ့ဒီနေရာမှာစစ်စစ်နဲ့ကြော်အောင်စစ်စစ်နဲ့အနည်းဆုံးပြအောင်ရွေးထားရမှာဖြစ်တယ်ဒီလိုမျိုးရွေးပြီးတော့ပြီဆိုလို့ရှိရင်တော့ next ကိုနှိပ်ရပါမယ်ကျွန်တော်က1994လေးလပိုင်းလေးရက်အဲ့ဒါရွေးလိုက်ပါတယ် next ကိုနှိပ်ပြီးတော့လို့ရှိရင်တော့နာမည် name username ရေးခိုင်းတဲ့နေရာမှာရေးရခက်တဲ့ဟာများတယ် skip နဲ့တော့လိုက်ပါနောက်မှနာမည်ပြန်ချိန်တာလွယ်ကူပါတယ်ပြီးလို့ရှိရင်တော့ပေါ်သွားပါပြီပေါ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော် home နဲ့ထွက်ပြီးတော့မှ TikTok software ထဲကိုဝင်မယ် TikTok software ထဲဝင်ပြီးတော့မှတခြားအကောင့်တွေစီလို့ရှိရင်တော့ sign out မလုပ်ပဲနဲ့ profile လေးကိုနှိပ်ပြီးရင်တော့ညာဖက်ကတောက်မှာအဆက်30ကိုနှိပ်မယ်နှိပ်ပြီးတော့လို့ဆိုတော့ setting and privacy ကိုနှိပ်မယ်အပေါ်နည်းနည်းဆွဲပြီးတော့မှ switch account နေရာမှာ add account နဲ့ဝင်မယ်
ပြီးလို့ရှိရင်တော့ add another account ကိုရမယ်ပြီးလို့ရှိရင်တော့ continue and Google အဲ့ဒါကိုနှိပ်ပြီးတော့မှကျွန်တော်တို့ Gmail ထည့်ရွေးပါမယ်ကိုတုံးမဲ့ Gmail ကိုထည့်ရွေးမယ်ပြီးလို့ရှိရင်တော့ခဏလေးစောင့်ပေးပါကဲဒါတော့အခုနကဖော်လိုက်တဲ့ Google ကို software ထဲနဲ့ပြန်ဝင်တာပါအခုဒီဟာလေးကကျွန်တော်ဒီဖုန်းနဲ့အကောက်ကဂျပန် location ဟုတ်မဟုတ်ပြန်ဆက်မယ်account information ကိုဝင်လိုက်တာနဲ့ကျွန်တော်ဂျပန် TikTok account ဟုတ်မဟုတ်အောက်ဆုံးမှာကျွန်တော်တွေ့ရမှာဖြစ်တယ်ကဲဒါဆိုလို့ရှိရင်တော့ TikTok account တစ်ခုလွယ်လွယ်လေးနဲ့ဖော်လို့ရပါပြီကဲအားလုံးကိုကျေးဇူးတင်ပါတယ်